မင်္ဂလာပါရှင်ဒီ3လဖောင်းကျွတ်3လပါ3လဖောင်းကျွတ်စကလေးနဲ့မိတ်ဆက်ပေးချင်တာပါသူက quality အမြင့်လိုက်လေးပါနော်ထိုင်ဝမ်မိတ်ကလေးပါဒီမြော့ကျိုးဆိုရင်တလက်မခွဲကိုသုံးပေးထားတာဖြစ်ပါတယ်ဒီအတွင်းကခံတဲ့အန်နာဆိုရင်လည်းပိုးအန်နာကိုသုံးပေးထားတာပါဒီပိုးအန်နာသုံးပေးထားတယ်ပိုးအန်နာအကောက်အထူပြီးတော့တူတူလေးတချို့စကတ်တွေဆိုရင်ဟိုဒီအန်နာခံပြီးဆိုရင်တူတူလေးခံတာသူကတော့အန်နာအရှည်ကြီးကိုခံပေးထားတာပါเนาะသူကကတ်တင်ပြည့်စိုက်ပြည့်ကိုချုပ်ပေးထားတာပါပေါင်ချိန်အားဖြင့်ဆိုရင်ပေါင်140အထက်သမားတွေဝတ်လို့ရပါတယ်เนาะပေါင်140အောက်သမားတွေဆိုရင်တော့ဝေးရတာအဆင်ပြေမှာမဟုတ်ဘူးကျမဆိုရင်ပေါင်140အောက်130ကျော်ပဲရှိတာဖြစ်တဲ့အတွက်ဒီမှာတော်တော်ကြီးကိုရှည်နေတာတော်တော်ကြီးကိုရှည်နေတယ်ကြီးတာလည်းတော်တော်လေးကိုကြီးနေတာပေါင်140အထက်သမားတွေဝတ်မှအဆင်ပြေမှာပါเนาะထိုင်ဝမ်မိတ်ကလေးပစ္စည်းကောင်းအသားကောင်းလေးပါအတီးလဲလုံးဝမထပါဘူးเนาะကျမဒါတစ်ချက်ကိုပုံမှန်ဆိုရင်2000ခွဲ2000အထက်မှာပဲရှိပါတယ်ကျမကဒါတစ်ချက်ကို19000နဲ့ကျမရောင်းပေးပါတယ်เนาะ19000နဲ့ရောင်းပေးပါတယ်ကျမကပြည်ဦးလင်ကပါပြည်ဦးလင်မြို့အတွင်းထဲဆိုရင်ကျမ delivery free နဲ့ပို့ဆောင်ပေးပါတယ်เนาะကျန်တဲ့မြို့တခြားမြို့တွေကမှာကျင်နေဆိုရင် KP လွှဲပြီးရင်ကျမငွေလဲဝင်တာနဲ့ဂိတ်ချပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရောက်စီတိုင်းပုံမှာဖျားခင်ကောင်းကြီးပေးပါစေ